အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်တော့ဇော်မင်းနိုင်ပါကျွန်တော် Hacklizer team ကပါကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ OWASP API Security Top 10 Series တတိယမြောက် vulnerability ဖြစ်တဲ့ Broken Object Property Level Authorization အကြောင်းကိုပြောပြမှာဖြစ်ပါတယ်ဒီ vulnerability ကဘယ်လိုမျိုးဖြစ်တာလဲပေါ့အရင်ဆုံးကျွန်တော်တို့က authentication ပြီးွားရင် authorization အပိုင်းမှာဖြစ်တဲ့ vulnerability လို့ပြောလို့ရတယ်ဒီ vulnerability ကအဲ့တော့ application တစ်ခုမှာကျွန်တော် login ဒီ sign in form တွေ့တယ်အဲ့တော့ကျွန်တော် username password ဝင်ပြီးတော့ successfully ဖြစ်သွားပြီးတော့ application အတွင်းပိုင်းရောက်သွားပြီး authenticated user ဖြစ်သွားပြီးဆိုတော့မှကျွန်တော်ကအဲ့တော့မှ authorization ဆိုတာစတာအဲ့တော့ authorization မှာကျွန်တော် user level တွေလို့ကျွန်တော်တို့အလွယ်ပြောလို့ရတယ် authorization ဆိုတာအဲ့ကျွန်တော်ကရုံးတွင်း application တစ်ခုမှာဆိုလို့ရှိရင် तू ကရိုးရိုးဒီ staff လားဒါမှမဟုတ် तू က HR လားဒါမှမဟုတ် तू က manager လား admin လား super admin လားစသဖြင့် user level တွေကိုကျွန်တော်တို့က authorization လို့ပြောလို့ရတယ်အဲ့တော့ဒီလိုမျိုး authorization တွေရှိတဲ့အပေါ်မှာ data တစ်ခုခုကိုကျွန်တော်တို့က access လုပ်တဲ့အခါမှာဒီ authorization level တွေပေါ်မူတည်ပြီးတော့ access လုပ်လို့ရမရဒီ data တွေကို read ပေါ့အဲ့တော့ read လုပ်လို့ရမရ modify လုပ်လို့ရမရဒါမှမဟုတ် override လုပ်လို့ရမရဆိုတာကိုကျွန်တော်တို့ကဒီ code level မှာကျွန်တော်တို့ကဒီဟာကို security enforcement လုပ်ရတယ်ပေါ့ဒီ API driven application တွေမှာ API နဲ့တိစောက်ထားတဲ့ application တွေအဲ့တော့ပုံမှန်ဆိုလို့ရှိရင်ဒီရိုးရိုးရုံးတွင်းပိုင်းမှာရိုးရိုး user level ပေါ့ user level staff user level တယောက်အနေနဲ့ကိုယ့်ရဲ့လုပ်ဖို့ကိုင်မဲ့တခြား staff တွေရဲ့ data တွေသူတို့ရဲ့ salary တွေဟုတ်လားသူတို့ရဲ့တခြားသောဒီ credential တွေပေါ့တခြားသောဒီ confidential data တွေကိုလုံးဝ access လုပ်လို့မရရဘူးပေါ့ဒီတခြားသော user level တွေရောပဲတခြားသော admin manager HR စသဖြင့်ဒီကိုယ့်ထက်ဒီအပေါ်မှာပေါ့ဒီ user level အမြင့်နေရော user level အတူတူဒီတော့ horizontal vertical လို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ horizontal ဆိုလို့ရှိရင်ကြတော့ဒီရိုးရိုးကိုယ့်ရဲ့တခြားသော staff တွေလို့ပြောလို့ရတယ် vertical ဆိုလို့ရှိရင်ကြတော့ဒီအဆင့်ပေါ့ HR manager admin super admin စသဖြင့်ဒီလို data တွေကို तू ကကြည့်ခွင့်မရှိရဘူးပေါ့ပုံမှန်ဆိုလို့ရှိရင်ကိုယ့် data ကိုပဲကိုကြည့်လို့ရအောင်ပဲသူများရဲ့ဒီ confidential data တွေကိုဒီကြည့်လို့မရရအောင် application တာတခြား API မှာ security enforcement တခြားလုပ်ထားတယ်ဆိုလို့ရှိရင်အဲ့လိုမဟုတ်ဘဲနဲ့ကိုလုပ်ဖို့ကိုင်မဲ့တွေရဲ့ data တွေဥပမာဆိုလို့ရှိရင်သူတို့ရဲ့ ID နံပါတ်တွေဟာလာ date of birth social ဒီဥပမာဆိုလို့ရှိရင် social security number လို့ပေါ့ ID card လို့ကျွန်တော်တို့ပြောလို့ရတယ်ပြီး passport တွေသူရဲ့ salary တွေဒါတွေကိုကျွန်တော်တို့ကြည့်လို့ရနေတယ် modify လုပ်လို့ရနေတယ်ဒါကိုကျွန်တော်တို့ကဒီ authorization level မှာကျွန်တော်တို့က broken ဖြစ်နေတယ်လို့ပြောလို့ရတယ်အဲ့ဒီခေါင်းစဉ်အရပြောရမယ်ဆိုလို့ရှိရင်ဒီ object property တွေကိုဒီ authorization level အရသူတို့စစ်ထားတဲ့နေရာမှာကျွန်တော်တို့ broken ဖြစ်နေတယ်လို့ပြောလို့ရတယ်အဲ့တော့ object ရဲ့ property တွေဆိုတာဘာပြောရလဲဆိုတော့ဒီလိုမျိုး user ပေါ့ဥပမာဆိုလို့ရှိရင်ကျွန်တော် user object user object ခုနကပြောတဲ့ရုံး example မှာဆိုလို့ရှိရင်ကျွန်တော် user object လို့ပြောလို့ရတယ်ဥပမာဒီ product တွေဘာတွေရောင်းတဲ့ application ဆိုလို့ရှိရင် product object ပေါ့အဲ့တော့ product object မှာဆိုလို့ရှိရင် product ID product name ဟာလား product ရဲ့ price ဒါကိုကျွန်တော်တို့က object လို့ခေါ်တယ်အဲ့တော့ property ဆိုတာဘာပြောလဲဆိုတော့ခုနကကျွန်တော်ပြောခဲ့တဲ့ name တို့ price တို့ဒါတွေက property တွေအဲ့တော့ user object မှာဆိုလို့ရှိရင်လည်းuser property တွေကဘာတွေဖြစ်မလဲဆို user name တို့ဟာလား email တို့ phone number salary ဒါတွေကuser object ရဲ့ property တွေဖြစ်မှာပေါ့အဲ့ဒီ property တွေကို access လုပ်တဲ့နေရာမှာ read လုပ်တဲ့နေရာမှာ write လုပ်တဲ့နေရာမှာ security enforcement ဒီ API မှာကောင်းကောင်းမလုပ်တာတော့ broken ဖြစ်နေတဲ့အတွက်ကြောင့်ဒီ user level access မလုပ်တဲ့ user level တယောက်အနေပြီးတော့သူကဒါတွေကို access လုပ်လို့ရနေတယ် modify လုပ်လို့ရနေတယ်ဒီလိုမျိုး vulnerability ကျွန်တော်တို့က broken object property level authorization လို့ခေါ်တယ်အဲ့တော့ဒီခေါင်းစဉ်အောင်မှာကျွန်တော်တို့ကထပ်ပြီးတော့ vulnerability နှစ်ခုထပ်ကွဲတယ် excessive data exposure ရဲ့ mass assignment ဆိုပြီးတော့ကျွန်တော်တို့နှစ်ခုထပ်ကွဲတယ်အဲ့တော့ဒီဗီဒီယိုမှာကျွန်တော်တို့ပြောပြမှာကတော့ excessive data exposure အကြောင်းကျွန်တော်တို့ပြောပြမှာအဲ့တော့ okay excessive data exposure ကျွန်တော်တို့အလွယ်ဆုံးနားလည်အောင်ကျွန်တော်တို့ကြည့်ရမယ်ဆိုလို့ရှိရင်ဒီ request response နှစ်ခုကျွန်တော်တို့ကြည့်လို့ရတယ်အဲ့တော့ခုနပြောခဲ့တဲ့ရုံးတွင်း application တစ်ခုမှာပါအဲ့တော့ဥပမာအနေနဲ့ဒီ request ကကျွန်တော်ရဲ့လုပ်ဖို့ကိုင်မဲ့တယောက်ရဲ့ profile ကိုကျွန်တော်ဝင်ကြည့်တယ်ပေါ့ပုံမှန်ဆိုလို့ရှိရင်လူတယောက်ရဲ့ profile ကိုဝင်ကြည့်တယ်ဆိုလို့ရှိရင်သူ့ရဲ့ profile picture တို့ဟာလာသူ့ရဲ့ username email ဒါပုံမှန်ပဲကျွန်တော်မြင်ရတာပေါ့အဲ့တော့ကျွန်တော်ဒီ endpoint ကျွန်တော် access လုပ်ရတဲ့ API user ဒါဆိုလို့ရှိရင် user ID 101ဆိုပြီးတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်က authorization bearer token ကတော့ကျွန်တော်ရဲ့ token နဲ့ပေါ့ကျွန်တော် user name ကျွန်တော် email နဲ့ application တစ်ခုတည်းကိုကျွန်တော်ဝင်သွားတယ်ဝင်ပြီးတော့ကျွန်တော်ရဲ့လုပ်ဖို့ကင်ဘက်ရဲ့ဒီ user profile ပေါ့ profile ကိုကျွန်တော်ကဝင်ပြီး access လုပ်လိုက်တယ် access လုပ်ရတော့ဒီ API layer မှာပုံမှန်ဆိုလို့ရှိရင်ခုနပြောသလိုပဲ user name email profile picture လောက်နဲ့မဟုတ်ဘဲနဲ့တခြားသောဒီမှာ phone number date of birth သူရဲ့ salary တွေ social security number တွေ password hash တွေစသဖြင့်ဒီလိုမျိုး
sensitive data တွေပါလာတယ်ပေါ့အဲ့တော့ပုံမှန် expose လုပ်တဲ့ data တွေပုံမှန် response API layer မှာပုံမှန် response လုပ်တဲ့ data တွေထပ်ပို့ပြီးတော့ response လုပ်ရင်ဒါကိုကျွန်တော်တို့က excessive data exposure လို့ခေါ်တယ်အဲ့တော့ဒီထက်ပို့ပြီးတော့ကျွန်တော်တို့နားလည်ဝအောင် application တစ်ခုရဲ့အလုပ်လုပ်ပုံနဲ့ကျွန်တော်တို့တွဲပြီးတစ်ချက်ကြည့်ကြည့်အောင်အရင်ဆုံးကျွန်တော်တို့ basically အဖြစ်ဒါကတော့ web application တစ်ခုရဲ့အလုပ်လုပ်ပုံပေါ့ကျွန်တော်တို့ဒီမှာ front end ရှိမယ်ပြီးတော့ back end ရှိမယ်ကြားထဲမှာပြီးတော့ API layer ရှိမယ်front end မှာဆိုလို့ရှိရင်ဒါကကျွန်တော်တို့ browser ဖြစ်မှာပေါ့ဒါ user ဓာတ်ရိုက်ထိတွေ့လို့ရတဲ့နေရာဒီမှာ design တွေရှိမယ်သူက user interface ဆိုတဲ့ design တွေရှိမယ် button တွေရှိမယ်ဒါကတော့ကျွန်တော်တို့ front end ပြီးတော့ဆိုလို့ရှိရင် back end မှာဆိုလို့ရှိရင်ကြာတော့ကျွန်တော်အရင်ဆုံး web server 3ပိုင်းထပ်ခွဲလိုက်လို့ရတယ်3ပိုင်းခွဲလိုက်ရဆိုလို့ရှိရင်ကျွန်တော်တို့မှာ web server software ရှိမယ်ဒီနေ့မှာ Nginx တို့ Apache တို့ပြီးနောက်ဆိုလို့ရှိရင်Microsoft IIS တို့ရှိတယ်ပြီးဆိုလို့ရှိရင်ဒါ application server ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ logic code တွေ run တယ် logic code run တယ်ဆိုတော့ဒီမှာ backend language တွေပေါ့ကျွန်တော်တို့ Node.js တို့Tomcat တို့ Flash တို့ Ruby on Rails တို့ပေါ့ဒီမှာသူ့ရဲ့ logic code တွေ run တာပေါ့ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ database server ရှိမယ်ပုံမှန်အားဖြင့် web application တစ်ခုကဒီမှာကျွန်တော်တို့က front end မှာ user ကနေပြီးတော့ request လုပ်လိုက်မယ် request လုပ်လိုက်ရင်ဒီကနေပြီးတော့ဒီ request က API request က API layer ပေါ့ဒီမှာ API gateway ကိုသွားမယ်ဒီကနေပြီးတော့ backend ကိုကျွန်တော်တို့ forward လုပ်ပေးမယ်ပေါ့ဒီမှာသူက static content နေဆိုလို့ရှိရင် static content တွေ return လုပ်တာဥပမာ image တို့ဘာလို့ဆိုလို့ရှိရင်ကျတော့သူကဒီ web server software ကနေပြီးတော့အဓိကလုပ်တယ် logic တွေပါလာပြီဆိုလို့ရှိရင်ဒီမှာ logic code တွေ run ဖို့အတွက်ဒီမှာ application server ကိုသူကထပ်ပြီးတော့ဒီ request ကို forward လုပ်ပေးလိုက်တယ်အဲ့တော့ application server ကနေပြီးတော့ data တွေစစ်တာတို့ user တို့ရှိရင်ဒါသူက database server နဲ့ interact လုပ်ရတယ်အဲ့တော့ database server နဲ့ data return လုပ်တယ် application server နေပြီးတော့ဒီမှာရှိတဲ့ logic code ကထပ်ပြီးတော့ဒီကို return data return လုပ်ပေးတယ်ဒီကနေပြီးတော့ web server software နေပြီးတော့ထပ်ပြီးတော့ API layer အဲ့တော့ API layer မှာ data ရောက်ပြီဆိုလို့ရှိရင် backend နေပြီးတော့ဒီကို API layer ကို data ရောက်ပြီဆိုလို့ရှိရင် front end နေပြီးတော့ဒီမှာရှိတဲ့ data ကိုသူမှ load added data ကိုပြန်ပြီးတော့ render လုပ်တယ်ပေါ့အဲ့ဒါကပုံမှန်ကျွန်တော်တို့ပုံမှန်အလုပ်လုပ်တဲ့ flow ပဲဒီနေရာမှာကျွန်တော်တို့ excessive data exposure ဘယ်လိုဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ဒီဥပမာအနေနဲ့ဒီဟာကိုကျွန်တော်တို့က social media application တစ်ခုလို့ကျွန်တော်တို့တွေးလိုက်လို့ရတယ်အဲ့တော့ social media application မှာဆိုလို့ရှိရင်ကျွန်တော်တို့ကကိုယ်နဲ့ friend ဖြစ်တဲ့လူတခြား social media platform မှာရှိတဲ့လူတွေရဲ့ profile ကိုကျွန်တော်တို့ဝင်ကြည့်လို့ရတယ်ဆိုတာကဒါသူ့ရဲ့ feature ပဲသူက normal flow ပဲပေါ့သူ့ရဲ့ user name ကိုကျွန်တော်တို့တွေ့ရမယ်သူ့ရဲ့ profile picture မှာဆိုလို့ရှိရင် user name တွေ့ရတယ် profile picture တွေ့ရတယ် maybe သူ bio တင်တာလို့ရှိရင် bio တွေ့ရမယ်ဒါသူ့ရဲ့ normal flow ပဲအဲ့တော့ကျွန်တော်တို့ကဒီ view profile သူတယောက်ရဲ့ profile ကိုကျွန်တော်တို့ကြည့်ချင်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ view profile button ရှိတယ်ပဲအဲ့တော့ view profile button ကိုကျွန်တော်တို့နှိပ်လိုက်ရင်သူရဲ့ API request က get request သူရဲ့ဒီ route ပေါ့/API/user/profile1 ဆိုတဲ့ဒီ endpoint ကိုကျွန်တော်တို့တွားမယ်ဒီမှာဆိုလို့ရှိရင်ဒီ one ကကျွန်တော်တို့ကြည့်မယ်ကျွန်တော်တို့တငယ်ချင်းရဲ့ user ID လို့ကျွန်တော်တို့ကစဉ်းစားလိုက်ရတယ်အဲ့တော့သူ့ရဲ့ profile ကိုကျွန်တော်တို့ကြည့်မယ်ပေါ့ဒီ endpoint သူကဒီ request ရှိမယ်အဲ့ကနေပြီးတော့မှ API layer အဲ့တော့ API layer ကိုသူကဒီ request ကိုတွားမယ်ဒီကနေပြီးတော့မှ backend ကိုသူက forward လုပ်လိုက်မယ်ဒီ request ကိုအဲ့ကနေပြီးတော့မှသူက static content တွေသူကယူမှာမဟုတ်တဲ့အတွက်ကြောင့်ဒီ web server software ကသူမလုပ်ဘူးအဲ့ကနေပြီးတော့မှ application server မှာသူ logic code တွေ run ပြီးတော့မှ database server ကနေသူလိုတဲ့data တွေကိုယူမယ်ပေါ့အဲ့ကနေပြီးတော့ data တွေပြန် return လုပ်မယ်အဲ့ချိန်မှာ application server ကိုရောက်လာပြီဒီနေရာမှာတကယ်သူ့ရဲ့ VOM ဖြစ်သွားတာပေါ့ဘယ်လို VOM ဖြစ်သွားလဲဆိုတော့ဒီကနေပြီးတော့ application server ကနေပြီးတော့မှဒီ API layer ဒါမှမဟုတ်ဒီကနေ web server software ဒီကနေပြီးတော့ထပ်ပြီးတော့ API layer ဥပမာအနေနဲ့ကျွန်တော်တို့က API layer ကို return လုပ်မဲ့ data ကိုသတ်မှတ်တယ်ပေါ့ဒီနေရာမှာဒီ code ကနေပြီးတော့ API layer ကို return လုပ်မဲ့ data ကိုဒီမှာဒီ application server မှာရှိတဲ့ logic code ကသတ်မှတ်တယ်အဲ့တော့သတ်မှတ်တော့ဒီမှာ return လုပ်မဲ့ data ကိုသူကဒီမှာ render လုပ်တာက user name ရဲ့ profile picture ကိုပဲ render လုပ်တာအဲ့တော့လိုတာကကျွန်တော်တို့ကဒီ property နှစ်ခုပဲလိုတာ user name ရယ် profile picture ရယ်ဆိုတဲ့ property နှစ်ခုပဲလိုတာအဲ့တော့ဒီ property နှစ်ခုပဲလိုတာသူကဒီ property နှစ်ခုကိုပဲသူက return လုပ်လိုက်တာမဟုတ်ဘဲနဲ့ဒီမှာ user object တစ်ခုလုံးကို return လုပ်လိုက်တာဖြစ်နေတယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီကနေပြီးတော့သူ return လုပ်လိုက်ရင်ဒီမှာ API layer မှာ user object တစ်ခုလုံးကရောက်လာတယ်ဥပမာအနေနဲ့ဒီ user object ကိုကျွန်တော်ကဒီလိုမျိုးပေါ့ဒီမှာ user object ကျွန်တော် user ID ပါတယ် user name email bio profile picture ဒီအရာတွေတစ်ခုမှသူက sensitive data မပါဘူးဒါပုံမှန်ပဲဒါပေမဲ့နောက်ထပ် sensitive data တွေပါလာတာက password hash တို့သူ admin ဟုတ်မဟုတ်တို့ ဖုန်းနံပါတ်တွေသူနောက်ဆုံး login လုပ်တဲ့ IP တွေဒီမှာသူ account ပဲချင်း create လုပ်ရတယ်စသဖြင့်ဒီမှာထပ်ပြီးတော့ sensitive data တွေပါလာတယ်ဒီပါလာတဲ့ data တွေကဒီ API layer မှာရှိနေတယ်
API layer မှာဒီ data တွေအားလုံးရှိနေပေမဲ့ သူ render လုပ်တာကတော့ဒီ username ရဲ့ profile picture ရဲ့ပဲအဲ့တော့ပုံမှန်အသုံးပြုနေတဲ့ user တယောက်အနေနဲ့ကသူကဒီ data နှစ်ခုကိုပဲတွေ့မှာဒါပေမဲ့ attacker တွေအနေနဲ့ကသူကဒီ proxy 2တို့ဒီ bubsy တို့ kaido တို့ curl တို့လို command line tool တွေနဲ့ကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကြာဒီ API layer ကိုမြင်ရတယ်အဲ့တော့ API layer မှာဒီ API response မှာသူပေးလိုက်တဲ့ API response မှာဆိုလို့ရှိရင်ဒီ data တွေအားလုံးကိုမြင်ရတယ်ဆိုတဲ့အတွက်ကြောင့်ဒီမှာ excessive data exposure ဖြစ်သွားတယ်ပေါ့ဘယ်နေရာမှာဖြစ်လဲဆိုလို့ရှိရင်ကြတော့ API layer မှာဒီ vulnerability ဖြစ်တယ်ဘာကြောင့်ဖြစ်လဲဆိုလို့ရှိရင်ကျွန်တော် backend မှာဒီ application server မှာ logic code run တဲ့အခါမှာ API response ပေးမဲ့ဒီ logic code ကလိုအပ်တဲ့ property တွေထပ်ပို့ပြီးတော့user object ဒီမှာဆိုလို့ရှိရင် user ပေါ့ဒီ object တစ်ခုလုံးကိုသူကပေးလိုက်တယ်ဆိုတဲ့အတွက်ကြောင့်ဒီနေရာမှာ data တွေအများကြီးရောက်လာတယ်လိုရတဲ့ထပ်ပို့တဲ့ data တွေအားလုံးရောက်လာတယ်အဲ့ဒါ attacker က intercept လုပ်ပြီးတော့ကြည့်လိုက်လို့ရတယ်ဆိုတဲ့အတွက်ကြောင့် excessive data exposure vulnerability ဖြစ်လာခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီ excessive data exposure lab တစ်ခုကျွန်တော်လုပ်ကြည့်ကြရအောင်ဒီမှာ application ကဖွင့်လာတယ်အဲ့တော့ဒီဟာကသူရုံးတွင်း application တစ်ခုပုံစံပေါ့ဒီမှာဒီရုံးမှာရှိတဲ့ employee တွေကသူတို့ဒီ application နဲ့ကိုသူတို့ရုံးကပေးထားတဲ့ mail တွေ password တွေနဲ့ login လုပ်လို့ရမယ်ပြီးရင်တယောက်နဲ့တယောက်ရဲ့ဒီ profile တွေကိုမြင်ရမှာအဲ့တော့ profile တွေမြင်ရတယောက်နဲ့တယောက်အဓိက connect လုပ်ဖို့ပေါ့သူတို့ရဲ့ mail တွေ phone number တွေသူတို့ရဲ့ဘယ် office မှာလုပ်လဲတရားတွေကိုသူတို့ display လုပ်တာကြည့်တော့ဒီမှာကျွန်တော်က employee တယောက်အနေနဲ့ဝင်ကြည့်လိုက်မယ်အဲ့တော့ဒီမှာ application နဲ့ရောက်သွားပြီဆိုလို့ရှိရင်ဒီဟာကလက်ရှိကျွန်တော်ရဲ့ဒီမှာ profile ရှိမယ်ပြီးရင်ဒီ profile မှာဆိုလို့ရှိရင်ဒီမှာ mail တွေ phone number တွေဒါပြတာပေါ့ဒါကကြတော့ဒီသူ့ရဲ့အားလုံးကိုဒီမှာပြတာနော်ဒီမှာဘာမှဒီ critical ဒါမှမဟုတ် confidential information တွေမပါဘူးအဲ့တော့သူများ profile တွေကိုလည်းဝင်ကြည့်လို့ရတယ်ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ mail တွေ phone number တွေ office တွေ okay အဲ့တော့ဒီမှာကျွန်တော်တို့က proxy တစ်ချက်ဖြတ်ကြည့်လိုက်မယ်အဲ့ဒီမှာခုနသူ့ရဲ့ကျွန်တော် refresh လုပ်လိုက်တော့ဒီ request တွေပို့တယ်ပေါ့အဓိကအဖြစ်ဒီမှာကျွန်တော်ရဲ့profile ကျွန်တော်မြင်ရတယ်ကျွန်တော်ရဲ့ profile ဒါမှကျတော့ဒီမှာ result မပါအဓိကဘာဖြစ်လဲဆိုတော့ဒီ header ဒီဟာတွေကိုကျွန်တော်တို့ဖယ်လိုက်ရမယ်ဒီကောင်ကဘာဖြစ်လို့လဲဆိုတော့ဒီ server မှာကျွန်တော်တို့က information တစ်ခုရပြီးသားဆိုလို့ရှိရင်ဒီ server ဘက်မှာအဲ့ information ကမ change ဘူးကျွန်တော်တို့မ change ဘူးဆိုလို့ရှိရင်ဒီ cache မိနေတဲ့ data တွေကိုပဲသူကပြတဲ့ပုံစံနဲ့သူကဒီ not modifying ဆိုပြီးတော့သူကအဲ့လိုပုံစံဖြစ်တယ်အကယ်၍ကျွန်တော်တို့ server ဘက်မှာ data တွေ change သွားပြီဆိုတော့မှ change သွားတဲ့ data ကိုသူကပြတယ်အဲ့တော့ဒီဟာတွေကိုဖယ်လိုက်ရင်တော့ကျွန်တော်တို့ဒီ header ကိုဖယ်လိုက်လို့ရတယ်ဒီ header ကိုဖယ်လိုက်ပြီဆိုလို့ရှိရင်ကျတော့ okay ဒီမှာကျတော့ဒါမြင်ရတယ်ပေါ့ကျွန်တော် first name last name email ဒီမှာဆိုလို့ရှိရင်ဘာမှဒီ confidential data မပါဘူးအဲ့တော့တခြားသော endpoint တွေကျွန်တော်ထပ်ကြည့်ကြည့်မယ်အဲ့ဒီမှာ department တွေရှိမယ်အဲ့တော့ department ဆိုလည်းအဲ့လိုပဲခုနကျွန်တော်တို့ဒီ header ကိုဖယ်လိုက်လို့ရတယ် if none match ဆို if modify since တို့အဲ့လို header တွေကျွန်တော်တို့ဖယ်လိုက်လို့ရတယ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒီမှာဘာ department တွေရှိလဲပေါ့တော့ design engineering HR ရှိမယ် sales ရှိမယ်ဒီ department တွေရှိတယ်ပေါ့ okay ပြီးရင်နောက်တစ်ခုကကျတော့ employee ဆိုပြီးတော့ကျွန်တော်တို့တွေ့တယ်ဒီဟာရောဘာ employee လဲပေါ့ employee ဆိုလို့ရှိရင်ဒီမှာကျတော့ဒီလိုမျိုးပေါ့ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ excessive data ကြီး switch လို့ပြောလို့ရပြီဒီမှာဒီ endpoint မှာ application ကနေပြီးတော့ရှိသမျှဒီ employee တွေအားလုံးရဲ့ဒီ employee object တစ်ခုလုံးကိုပေါ့သူကဒီမှာ export လုပ်တာတဲ့အတွက်ကြောင့်ဒီ API layer မှာကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင် employee ID 1ပေါ့သူရဲ့ employee ID တွေ first name last name job title ဒါဆိုလို့ရှိရင်လုံးဝ confidential ဆိုလို့ရှိရင်ဒီမှာ salary တွေ social security number တွေပြီးတော့ဒီမှာ home address တို့ပြီးရင် emergency contact တို့ဒီ payroll တို့ဒါတွေဆိုလို့ရှိရင်ကြတော့ဒါဒီ confidential data လဲလို့ပြောတယ်အဲ့ confidential data တွေကို application ဘက်ကနေပြီးတော့ API layer မှာသူ API response မှာဒါတွေ object တစ်ခုလုံးပေးထားတဲ့ပုံမှာကျွန်တော်တို့ကဒီ proxy tool တွေကိုသုံးပြီးတော့ဒီ excessive data exposure vulnerability ကိုကျွန်တော်တို့ exploit လုပ်လို့ရတယ်ပေါ့အဲ့တော့ကျွန်တော်ဒီနေ့ API နဲ့တိစောက်ထားတဲ့ application တွေမှာဒီ excessive data exposure vulnerability ကဘယ်လိုပုံစံဖြစ်လဲကျွန်တော်တို့ပြောခဲ့တယ်ပြီးတော့ဒီ vulnerability ကိုပို့ပြီးတော့လည်းမြင်အောင်ကျွန်တော်တို့ lab တစ်ခုလုပ်ခဲ့တယ်ပေါ့နားထောင်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်